အဲ့လောက်ကြီးမရှိဘူးကျွန်တော်လာရတယ်လွယ်တယ်ဘာမှတော့မခဘူးဒီမှာတက်စတာတစ်ချောင်းဘာလို့မလို့ဆိုတော့ဒီမှာသူကအဖမ်းထားလားအလာမီလာခွဲတာဟုတ်လားဒါဆိုရင်ဒါဒီမှာဒီခုနနာမှာမီးထည့်ထားတယ်နော်ဒီခလုတ်တွေအကုန်လုံးကအတ္တိကျွေလိုက်ဖမ်းတာနော်ဘာမီးမှမရှိဘူးကြည့်ဘာမီးမှမအတ္တိကျွေတနေ့ဒီမှာပေါင်းဒီမှာအဲ့လိုလုပ်ထားပုံစံဒါချိန်မင်းပရိကာဒါအိမ်မင်းပရိကာဒါသူ့ရဲ့လောက်ပါမှာအေယာကွန်ပရိကာဒါရတချို့တာပေါ့လိုစလိုထည့်တာပါလူတိုင်းနဲ့ထည့်လို့ရပါဒါမှပရိကာတိုင်းမှာသူကဖြတ်ဖို့အတွက်သူကထည့်တာတချို့အိမ်မှာမလိုရင်မထည့်နဲ့ဒါပဲပြောချင်တယ်အလုံးကျေးဇူးတင်ပါ